မင်္ဂလာပါငานแต่งงานဆိုတာကတော့မြန်မာလိုကတော့မင်္ဂလာဆောင်ပွဲမင်္ဂလာဆောင်တာကိုงานแต่งงานงออานองานตอแองอแต่งไม่เอแต่งงออานองานงานแต่งงานဆိုတာကတော့မင်္ဂလာဆောင်ပွဲရှင်ပြုပွဲကိုงานบวชงออานองานบวชบวชงานบวชဆိုတာကတော့ရှင်ပြုပွဲရဟန်းကံပွဲကိုထိုင်းလို့ပြောပါတယ်ဘုန်းကြီးကျောင်းပွဲဖျားပွဲတို့ဘုန်းကြီးကျောင်းပွဲတို့ဆိုရင်งานวัดงออานองานวออะดอวัดงานวัดဆိုတာကတော့ဘုန်းကြီးကျောင်းပွဲဖျားပွဲခေါ်ပါတာအလူပွဲကိုงานทำบุญงออานองานทออามทานบออุยอโบนงานทำบุญဆိုတာကတော့အလူပွဲကိုခေါ်ပါတာကထိန်ပွဲกฐินอลูပွဲကိုဆိုရင်งานบุญทอดกฐินงานบุญทอดกฐินงออานองานบออุยอบุญทออดอทอดกออะกะทออีนอถิงงานบุญทอดกฐินဒါကတော့ကထိန်ပွဲပဲခေါ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့မှာလာပါနောက်တစ်ပတ်ပြန်ဆောင်ပါမယ်အားလုံးပဲမင်္ဂလာပါ